ဒါဂျူလီတို့ပန်းလောင်သွားတဲ့ floor လေးပါကုမဲမျိုးရောက်ပါပြီဒါတော့ရှိုင်းရုံးမတောင်းကြီးနေပါတော့သူတို့နှစ်ကောင်ဒီစိတ်ရောက်ပါပြီဆက်လီပေါ်တက်ပုံရကျွန်တော်တို့မတော်ခင်ရှေ့တရမှာမိုးသိမ်းမေးရွာထားတော့ရေကနည်းနည်းနောက်နေအောင်ပါတော့ဒါတော့ရေစော့နေအောင်ပါတော့ခဏလောက်နားတယ်တောင်တက်တယ်ပေါ်ကထက်ရည်တို့တောင်တက်တယ်အမောဖောက်ရောက်ပါပြီလူများနေလို့ဒီပုံလေးပဲရတယ်ဗောနော်ဒါတော့ဂျူလီတို့နားနေတော့အခပခစားရမယ်လားဒီလည်းစားသမင်းစားပါတယ်အင်းရတော့ရှယ်ပါပဲအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်နိုင်ငံခြားမထွက်ခင်ကျွန်တော်တငယ်ချင်းနဲ့အမတ်တရားထပ်ပုံလေးရိုက်ပါတယ်ဘောကနေစင်းလာရေကကြည်သွားပြီအပြီးရေကူးရယ်ဗောနော်ရေကူးချချင်းနဲ့သူမဟုတ်ရှင်ဂျူလီလိုမျိုးတက်ခဲ့အင်းကြီးမပါပဲနဲ့မခေါ်ပါနဲ့ဒါတော့သူတို့နှစ်ယောက်ရေထဲဆင်းနေအရင်ကြာတာပေါ့နော်တရားလေးရိုက်ဖို့ဒါတော့3ယောက်သားကောင်းအောင်တက်နိုင်လို့ရှိနေရoutfit check papa nyanya yay ဒါတော့ကျွန်တော်စတက်ရေးတဲ့ခုံချညာလေးပေါ့နော်အင်ကြီးလဲပြီးတော့မောင်ကိုရေတူကုန်တူသွားပါပြီသူတို့နှစ်ယောက်ရူးနေရဒါတော့တယောက်တည်းကျွန်တော်ဘောနော်အရန်လာတော့မြန်မာနိုင်ငံအလေရရှိတော့မောင်ကိုရတော်လေးရှိပါတယ်ကိုပြန်နေပြီဒီထက်ဆော့ပါတယ်ရှမ်းယူမတောင်းတဲ့ညိုနောက်တစ်ခါတဲ့ကြည့်ပြီးနှုတ်ဆက်ခဲ့ပါတယ်